အတိတ်ကိုပြန်တွေးပြီးတော့မဆွေးနဲ့လွမ်းမနေနဲ့မလာသေးတဲ့မဖြစ်လာသေးတဲ့အရာတွေပေါ်သွားပြီးတော့တန်တာမနေနဲ့ဖြစ်ခြင်းစိတ်တွေနဲ့တောင်းတမနေနဲ့လူဆိုတာအမြဲတမ်းအတိတ်ကိုလွမ်းပြီးအနာဂတ်ကိုမျှော်နေတာပဲကောင်းရင်လွမ်းတတ်ပေါ့လေမကောင်းရင်တော့မလွမ်းဘူးပေါ့လူတွေကအတိတ်ကိုပြန်တွေးတယ်အနာဂတ်ကိုမျှော်လင့်နေတယ်ဒါလူရဲ့သဘာဝပဲအဲ့ဒါတွေကအဆောဗျာပြန်မတွေးနဲ့လို့ပြောတာသမိုင်းဆရာတွေကတော့အတိတ်မတွေးလို့ဘယ်လိုလုပ်သိမှာတော့လို့ပြောမယ်အဲ့ဒါသမိုင်းလုပ်ငန်းဝိပဿနာတရားအထုတ်ရင်မတွေးနဲ့လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့ပြန်တွေးပြီးလွမ်းဆွေးနေလို့ရတာအလကားပဲလေမရသေးတာကိုလည်းပဲမျောလင့်တန်တာပြီးတော့မနေနဲ့တဲ့ဘာဖြစ်လို့တော့ဆိုအကြောင်းပြတော့အတိတ်ဆိုတာကုန်ခဲ့ပြီလေမရှိတော့ဘူးလေဟုတ်တယ်အတွေးထဲမှာသာရှိတော့တာတကယ်မရှိတော့ဘူးလေတိတ်ဆိုတာအဲ့တော့မရှိတော့တာကိုပြန်လွမ်းနေတယ်လို့ဖြစ်နေကြုံတော့ကြုံခဲ့တာပဲဒါပေမဲ့အခုရှိသေးလားမရှိဘူးမနေ့တော့လူတယောက်နဲ့တွေ့ခဲ့တယ်ဟုတ်တယ်မနေ့တော့ကတော့တွေ့တာရှိတယ်ဒါပေမဲ့ဒီကနေ့ပြန်စဉ်းစားတဲ့အခါရှိမှမရှိတာကိုပြန်တွေးနေတဲ့အတိတ်ပဲဖြစ်သွားတယ်အရေးမရအဖမရပြီးခဲ့တာပြန်တွေးနေစတ္တတိတံပဟိနန္တံအတိတ်ဆိုတာကုန်ခဲ့ပြီတဲ့ဘာမှမရှိတော့ဘူးအပတ္တေသအနာဂတံအနာဂတ်ဆိုတာရောက်မှမရောက်သေးတာချွတ်တင်ပြီးတော့စဉ်းစားနေတာဒါစီးပွားရေးလုပ်တာမဟုတ်ဝိပဿနာတရားတော့တာစီးပွားရေးလုပ်တဲ့လူကတော့အနာဂတ် plan နေချရမှာပေါ့နှစ်ပြန်ပဲသွားမယ်ဆိုရစီမံကိန်းနေချဒါကတခြားကဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်အတွက်ဟောတာဒါနော်အဲ့ဒါလိုလဲခွဲခြားပြီးတော့ကြည့်ပေါ့အဲ့တော့ဝိပဿနာလုပ်ပြီးဆိုရင်အတိတ်ကိုပြန်ပြီးတော့နှစ်သက်တန်တာမနေနဲ့အနာဂတ်ကိုလည်းမျှော်လင့်မနေနဲ့အတိတ်ဆိုတာပြီးခဲ့ပြီမင်းပြန်ယူလို့မရတော့ဘူးအနာဂတ်ဆိုတာမင်းလက်ထက်မရောက်သေးဘူးနှစ်ခုစလုံးဟာပြီးတာနဲ့မရသေးတာနဲ့တူတူပဲမဟုတ်လားဘာမှမရှိဘူးဆိုတာသိတယ်အတိတ်ကလည်းမရှိတော့ဘူးလေအနာဂတ်လည်းမရောက်သေးဘူးဆိုတော့မရှိတာပဲလေအဲ့တော့မရှိတာကိုအရှိလုပ်ပြီးအချိန်ဖြုံးမနေနဲ့လို့ဆိုလို့တဲ့အတိတ်ပဲဒါရှင်းတယ်မရှိတာကိုအရှိလုပ်ပြီးတော့အချိန်ဖြုံးမနေနဲ့အကောင့်ထဲအနေနဲ့မရနိုင်ဘူးလေပြီးခဲ့တဲ့ဟာလည်းမရဘူးလာမယ့်ဟာလည်းမရသေးဘူးအဲ့တော့အတိတ်နဲ့အနာဂတ်ကိုမသွားနဲ့မသွားဘဲနဲ့ကိုယ်ပါလို့ရမယ်ပစ္စုပ္ပန်နေစယောဓမ္မံတထဝိပတ္တိအခုလက်ရှိနေတဲ့အခြေအနေတရားရှိနေတဲ့သဘာဝတရားအဲ့ဒီပစ္စုပ္ပန်အခုလက်ရှိနေတဲ့အနေထားအခုလက်ရှိဖြစ်နေတဲ့ဆိုတာကိုယ်စိတ်ပါဖြစ်နေတယ်ကိုယ်စိတ်ထဲမှာလောဘဖြစ်နေသလားဒေါသဖြစ်နေသလားဘာတွေဖြစ်နေသလဲအခုလက်ရှိအာယုန်နဲ့တွေးဆုံပြီးအခုဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့အခိုက်ကလေးမှာတဲ့ဝိပဿနာရှုလိုက်ပါသဘာဝကိုသိအောင်လုပ်လိုက်ပါပဲပြောဒေါသဖြစ်နေဖြစ်မှန်းသိလိုက်လောဘဖြစ်နေဖြစ်မှန်းသိလိုက်မောဟဖြစ်နေဖြစ်မှန်းသိလိုက်ကိုတွေးနေတဲ့အာယုန်တစ်ခုမြင်နေကြားရင်ကြားတယ်ဒါပစ္စုပန်ကိုသိအောင်လုပ်တာဒါပစ္စုပန်ကတကယ်ရှိနေသေးတာရှိနေတာတွေကိုမသိလိုက်ဘူးဆိုတော့မဖြစ်အောင်သိလိုက်ရအောင်ဖြစ်နေခုတရားနာနေတယ်အတန်ကြီးကြားနေတယ်ဒါဖြစ်နေတာပဲခုဖြစ်နေတာပဲအဖြစ်နေတဲ့ပုံမှာအဲ့ဒီပုံမှာပဲဝိပဿနာရှုပါဆိုအဲ့တော့ဝိပဿနာရှုတယ်ဆိုတာဘယ်လိုရှုရမှာလဲမြတ်စွာဘုရားကတော့နောက်ရှင်းပြလိုက်ပဲဝိပဿနာရှုဖို့ရှုနည်းကတော့